သောဒီမိုကရေစီကိုချစ်မြတ်လို့သူများပါတီဆွဲအယောင်ဆွဲမရှိပဲမတရားမှုမှန်သမျှကိုစိုက်ကျင်မဲ့သူများအားလုံးမင်္ဂလာပါရှင်ကျွန်မပထမအောင်ဆုံးပြောချင်တာကတော့နိုင်ငံတကာကိုအာမကိုကိုမမျှော်ဖို့ပါပဲအမေရိကန်နိုင်ငံကယခုကျမတို့ဘက်မှာရှိနေတဲ့ဆိုပေမဲ့သူတို့ပေါ်မှာလည်းအပြည့်အဝအားကိုးလို့မရပါဘူး UN ကလည်းကျမတို့နိုင်ငံအတွက်သူတို့ရဲ့သဘောထားတွေပဲထုတ်ပြန်နေတာပါဒါတွေကအထောက်အပံ့တစ်ခုပဲဖြစ်မှာပါကျမတို့တွေအားလုံးကကိုယ်အားကိုယ်ပဲကိုးရပါမယ်ယခုဆိုရင်တရုတ်ရုရှားစင်ကာပူအပေါင်းဖိလစ်ပိုင်နိုင်ငံအစုံဘယ်နိုင်ငံမှကျမတို့ရဲ့ဒီမိုကရေစီလမ်းကြောင်းဘက်ကနေရပ်တည်ပေးတာမျိုးမရှိပါဘူးဒါကြောင့်ကျမတို့ပြည်သူတွေဟာ CDM လောက်ချင်ရင်ကိုအားကိုကိုးပြီးတော့ပဲဒီမိုကရေစီတိုက်ပွဲကိုအနိုင်ရအောင်တိုက်ရမှာဖြစ်ပါတယ်ဒီအာဏာရှင်ကိုဖြုတ်ချဖို့စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ CDM တစ်ခုတည်းကသာအဖြေပါပဲ CDM နဲ့အာဏာရှင်ဖြုတ်ချရေးမှာအောင်မြင်ခဲ့တဲ့နိုင်ငံပေါင်း19နိုင်ငံရှိပါတယ်သူတို့နိုင်ငံတွေတော့အောင်မြင်သေးတယ်ဆိုရင်ဘာဖြစ်လို့ကျမတို့ရဲ့မြန်မာနိုင်ငံမှာရောဒီနီလန်းကမအောင်မြင်ရမှာလဲဒါကြောင့်ဝန်ထမ်းများအားလုံး CDM ပေးပါဘလို့ဖျားမျိုးမှာမကြောက်ပါနဲ့ယနေ့ဒီမှာကြွရောက်လာတဲ့ဝန်ထမ်းတွေရော CDM လုပ်ပေးထားတဲ့ဝန်ထမ်းတွေရောအားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ဝန်တွေမှာ CDM လှူရှားမှုမှာပူးပေါင်းပါဝင်ခြင်းမရှိသေးတဲ့ဌာနပေါင်း9ခုတောင်ကျန်ရှိနေပါသေးတယ်ဒီဝန်ထမ်းတွေအားလုံးကျမတို့ပြည်သူနဲ့အတူရပ်တည်ပြီးစစ်မှန်တဲ့ဒီမိုကရေစီအမြန်ဆုံးရရှိဖို့အာဏာရှင်ဆွေးရလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ဖို့ကျမတို့ပြည်သူနဲ့အတူပူးပေါင်းပေးပါလို့ကျမမြစ်တာရက်ခံချင်ပါတယ်ဒါအပြင်နိုင်ငံလုံးမှာရှိတဲ့CDMမှာပူးပေါင်းပါဝင်ခြင်းမရှိတဲ့ဝန်ထမ်းတွေအားလုံးကိုလည်းကျမတို့မိဘပြည်သူတွေဘက်ကနေရပ်တည်ပေးဖို့အညွှန်းညွှန်မြစ်တာရက်ခံပါတယ်ကျမတို့တိုင်းပြည်ရဲ့အနာဂတ်ရိုးစက်တစ်တွေရဲ့အနာဂတ်အတွက်ကျမတို့နဲ့အတူတကွပူးပေါင်းပေးပါကလေးတွေရဲ့အနာဂတ်ကိုချနှင်းပြီးအာဏာရှင်အစိုးရအတွက်အလုံးမလုံးပေးကြပါနဲ့စစ်မှန်တဲ့ဒီမိုကရေစီအမြန်ဆုံးရရှိဖို့အကြောင်းတရားနဲ့မရှင်းတန်ရဖို့အခွင့်အရေးကယခုကျမတို့လက်ထဲမှာရှိပါတယ်အနာဂတ်တစ်ချိန်မှာဖိဖိဟာမိမိဟာ CDM လုပ်ခြင်းဖြင့်စစ်မှန်တဲ့ဒီမိုကရေစီအမြန်ဆုံးရရှိဖို့တိုင်းပြည်အတွက်အောက်တစ်ချက်တဲတပွင့်အဖြစ်ပါဝင်ခဲ့တယ်လို့မိမိရဲ့ရင်သွေးတွေကိုဂိုးယူစွာပြောကြားနိုင်တဲ့သူများဖြစ်ကြပါစေ88ခုနှစ်တုန်းကအစိုးရအာဏာသိမ်းပြီးတဲ့အချိန်မှာဝန်ထမ်းတွေဟာ CDM ဆက်မလုပ်ဘဲရုံးတက်ခဲ့ကြပါတယ်။အဲ့ဒီလိုလုပ်ခဲ့တဲ့အတွက်ကျမတို့ရဲ့ဒီမိုကရေစီအရေးတော်ပုံကြီးမအောင်မြင်ခဲ့ပါဘူး။စစ်အစိုးရအသက်ဆက်သွားနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုမျိုးရုံးပြန်တက်ခဲ့တဲ့ဝန်ထမ်းတွေကိုရောစစ်အစိုးရကအခွင့်အလမ်းတွေအမှန်တကယ်ပေးခဲ့ပါရဲ့လား။အဲ့ဒီဝန်ထမ်းတွေဟာအချက်33ချက်ပါတဲ့မဲခွန်းတွေဖြေကြရတယ်ကျင်းတော့မဖြေနိုင်တဲ့သူတွေအလုပ်ပြုတ်ကြရေးယူခံရဖြစ်ရတာပဲမဟုတ်ဘူးလားရှင်အဲ့ဒီတော့ကျမတို့ရဲ့မျိုးဆက်တစ်ကိုစတဲ့ပြီးအာနာရှင်အတွက်အလုပ်လုပ်မလားကျမတို့မျိုးဆက်တစ်ရဲ့အနာဂတ်အတွက်ကျမတို့မိဘပြည်သူနဲ့အတူပူးပေါင်းပြီးတော့စီရီယာမှာပါဝင်ခြင်းဖြင့်တိုင်းပြည်ကိုကယ်တင်မလားဆိုတာဝန်ထမ်းတွေအားလုံးရဲ့ကိုယ်ပိုင်ရွေးချယ်ဝင်ရှိတဲ့အရာဖြစ်လို့ကျမတို့နဲ့ပူးပေါင်းပေးပါလို့မြစ်တာရက်ခံပါတယ်အားလုံးကိုပြောချင်တာက CDM လို့ဖို့မကြောက်ပါနဲ့ဒီပွဲချက်ကြောက်စရာကောင်းတဲ့ပွဲမရှိတော့ဘူးဆိုတာကိုတကယ်သိနာလဲသွားရင်ဘာကောမှမကြောက်တော့ဘူးလို့ကိုမင်းကိုနိုင်ကပြောပါတယ်ဒါကြောင့်ကျမပြောချင်ပါတယ်ကျမတို့လူတွေကိုကြောက်အောင်ခြောက်လိုက်တဲ့အခါကျမတို့လူတွေကကြောက်သွား
လို့မကြောက်ဖဲသူလှတယ်လို့မလန့်မဲကျမတို့အားလုံးကရဲနဲ့သူ့ကိုပြန်လဲတိုက်ခိုက်မှသာအာနာရှင်သူကိုယ်တိုင်ကြောက်သွားလိမ့်သူကိုယ်တိုင်တင်ငယ်သွားလိမ့်မယ်သူကိုယ်တိုင်ကြောက်ရှုံးသွားပါလိမ့်မယ်အကြောက်တရားအခုလက်ရှိကျမတို့ရင်ထဲမှာဖြစ်ပေါ်နေတဲ့အကြောက်တရားဆိုတာကိုရင်ဆိုင်နိုင်ခဲ့ရင်အဲ့ဒီအာနာရှင်တွေပေးတဲ့အကြောက်တရားဆိုတာသူတို့အတွက်သေရမဲပြန်ဖြစ်သွားမှာပါတတိရှိရှိတွဲလက်တွေမဖြုတ်ဖဲရင်ဆိုင်ကြပါ6တိုင်းလည်းမကြောက်ပါနဲ့လှန်တိုင်းလည်းမလန့်ပါနဲ့ဒါကြောင့်အားလုံးရုံးမတက်ဖို့မကြောက်ပါနဲ့အိမ်မှာပဲနေပြီးတိုင်းပြည်ကိုကယ်တင်ပေးပါမတရားမှုတစ်ခုမှာတဲ့ဂျားနေဆိုရင်အဲ့ဒီဂျားနေတဲ့သူဟာဖိနှိပ်တဲ့သူဘက်ကရက်တီလိုက်တာနဲ့အတူတူပါပဲလို့မာကျယ်လူတာကင်းကပြောပါတယ်ဒါကြောင့်ဂျားနေလည်းမလုပ်ပါနဲ့ဂျားနေလူရန်စားတွေများလာရင်နိုင်ငံတိုးတက်တော့မှာမဟုတ်ဘူးလို့ဦးကမှလည်းပြောထားပါတယ်ဒါကြောင့်အားလုံးဓမ္မနဲ့အတ္တမကိုဖတ်ချသိပေးပါဘာသာတရားတိုင်းကဓမ္မဘက်ကရက်တီဖို့ကိုပဲသင်ကြားခဲ့တာပါဒါကြောင့်မှန်တဲ့ဘက်ကရက်တီပေးကြပါလို့အားလုံးကိုမြစ်တာရက်ခံပါတယ်အခုဆိုရင်အာနာရှင်အစိုးရကြောင့်အပြစ်မဲ့တဲ့ကျမတို့ပြည်သူညီမလေးများတက်ခိုင်ကြာဆုံးသွားခဲ့ရပြီပါပြီနောက်ထပ်တော့များတက်ခိုင်တဲ့မပေါ်ပေါက်လာဖို့ဝန်ထမ်းများအားလုံးကစီရီယာမှာပူးပေါင်းပေးဖို့လိုအပ်ပါတယ်ကြီးစံတို့ရဲ့ကြီးစံကိုကာကွယ်ဖို့ကျမတို့မှာစီရီယာတစ်ခုပဲရှိပါတယ်စီရီယာမှာပါဝင်ကြတဲ့ဝန်ထမ်းတွေအားလုံးကိုကျမတို့ပြည်သူတွေကနှွေးထွေးလုံခြုံအောင်ဖိမပေးကြမှာပါအမတဲ့ချက်အပြည့်အဝပေးပြီးတော့လေကုညီကြမှာပါဒါကြောင့်ဝန်ထမ်းတွေအားလုံးစီရီယာကိုဖြစ်အောင်ဝန်ပေးကြပါတိုင်းပြည်ကိုကယ်တင်ဖို့ရုံးမတက်ဘူးရုံးထွက်မယ်ဆိုတဲ့အတိုင်းအဲ့ဒီတာဝန်လေးတစ်ခုကိုပဲယူပေးကြပါဝန်ထမ်းတွေအားလုံးကိုအချိန်နဲ့မျှစောင့်ကြိုနေပါတယ်ယခုစီရီယာဝင်ပေးထားတဲ့ဝန်ထမ်းတွေအားလုံးကိုလည်းကျေးဇူးတင်တယ်နောက်တဲ့စီရီယာမဝင်လာသေးတဲ့နိုင်ငံလုံးမှာရှိတဲ့ဝန်ထမ်းတိုင်းကိုလည်းပူပေါင်းပါဝင်ပေးဖို့မြစ်တာရက်ခံပါတယ်အခုအချိန်ကမနောက်ကျသေးပါဘူးဒီတိုင်ပွဲဟာဘယ်တော့ကြာမယ်ဆိုတော့ကျမတို့မသိသေးတဲ့အတွက်အားလုံးဟာသိရှည်လက်ရှည်နဲ့အတူတကွညီညွတ်ဖို့လိုအပ်ပါတယ်အောင်ပွဲစီကိုအတူတူပါကြပါစို့ကျမအခုမူလာရဲပတ်စာရဲကညာလေးတစ်ပုဒ်ကိုရွတ်ပြချင်ပါတယ်လဲမင်းတော်တဲ့ကျွန်နေဤကိုရင်းတွန်းပေးကြပါလဲလို့နဲ့မတွန်းနိုင်ဘူးလားရိုင်းတူတွန်းလိုက်ရင်ပါသည်ကျမတို့ရိုင်းတူတွန်းပြီးစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်စီရွေးချယ်ပါစို့ကျမနောက်ဆုံးပြောချင်တဲ့တစ်ချက်ကတော့စိတ်ရှည်ဖို့ပါဘလောက်ချမယ်မှန်းဘယ်သူမှမသိတဲ့ဟောဒီတိုက်ပွဲမှာကျမတို့အားလုံးရေရှည်မှာစိတ်ရှည်ရပါမယ်ကောက်ရုံလေးတော့ချက်လို့မရဘူးအလောမကြီးအောင်ညံဖို့ချက်မှန်ဖို့လိုပါတယ်ဒီလိုမျိုးဒီမိုကရေစီအတွက်ကျမတို့တိုင်းသူပြည်သားတွေနေ့စဉ်ရက်ဆက်တိုက်ပွဲဝင်လာတဲ့အခါစိတ်ကြလာရင်စိတ်ပြန်တက်ဖို့မိမိကိုယ်ကိုမေးလို့မေးပါဘာလို့စခဲ့တာလဲရက်လိုက်ရင်ဘာတွေဆုံးရှုံးသွားမလဲစက်သွားရင်ရောဘာတွေရမလဲဟောဒီခြေလမ်းတွေကျမတို့နောက်ခြေလမ်းတိုင်းကျမတို့တွေးတဲ့အတွေးတိုင်းကျမတို့ဆုံးဖြတ်ချက်ချလိုက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာဘာကိုရည်ရွယ်တယ်လဲဘာကြောင့်ရည်ကြီးတယ်လဲစတဲ့မဲခွန်းတွေကိုယ့်ကိုမေးပါဒီမဲခွန်းတိုင်းတွေဖြစ်ရလဲရှင်တွေကလာဖို့လိုပါတယ်ဒါကြောင့်ဒီမှာညီကောချုပ်ကြီးပြောကြားချင်တာကရေရှည်မှာစိတ်ဓာတ်ကအဓိကဖြစ်တယ်ရေရှည်မှာစိတ်ရှည်ကိုရှည်ရမယ်ကျမတို့အားလုံးတွဲမစုပဲတွဲမပူပဲကျမတို့လိုချင်တဲ့ပန်းတိုင်စစ်ကိုရရှိဖို့ဟောဒီနောက်ဆုံးတိုက်ပွဲမှာညီညီညွတ်ညွတ်အတူတကွတိုက်ပွဲဝင်ကြပါလို့ပြောကြရင်ဒီလိုချောရပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်